Hello, ayan la rin ni Japan li ko tanan tutulay lo cha me. Kaya ayan sa ni Japan lo po dra awayang bike li na chang li na chang ko pinsin ba me. Bike li na chang li ko alaya ni takwe kwe bi yo. Tu ye bai tapat cha ka ni ni do ni mya na kwe pian kwe ba me. Pi yin do alay ka ni phya lai ba me. ခုနကကွေးထားတဲ့အကွေးလေးနှစ်ခုကိုတစ်ခုပေါ်တစ်ခုဆင့်ပြီးနောက်ထပ်အကွေးလေးတစ်ခုကိုတူတူနှစ်ခုရဲ့အလယ်ကနေထည့်ပြီးတော့လိမ်လိုက်ပါမယ်။ပြီးရင်တော့အောက်ကိုအညီရီလေးဆွဲချပြီးတော့ပွင့်ဖက်လေးပုံပေါ်အောင်လို့လုပ်ပါမယ်။အောက်မှာရှိတဲ့အဝါရောင်အစလေးနဲ့ပြန်ပြီးတော့ပတ်ပြီးတော့ပွင့်ဖက်ပုံစံလေးပေါ်အောင်လက်ကလေးနဲ့ဖိပြီးတော့ပုံစံဖော်ပါမယ်။ကဲဒါဆိုရင်တော့ထိတ်ကလေးကိုလည်းချွန်နေအောင်လုပ်ပါမယ်။ဆိုရင်တော့ဒီလိုပွင့်ဖက်လှလေးရပါပြီပွင့်ဖက်ကလေးတွေကို16ခုပြင်ဆင်ပါမယ်နော်ပွင့်ဖက်လေးတွေ16ခုရသွားရင်တော့အလယ်ကနေခြားစိနေရာကအညိုရောင်အဝိုင်းလေးကိုထပ်ပြီးတော့လုပ်ပါမယ်အညိုရောင်အဝိုင်းလေးရဖို့အတွက်ကတော့ဘက်ကလင်နာအညိုရောင်ချောင်းလေးကိုဆက်ဝိုင်းပုံစံလေးကွေးပြီးတော့လိမ်လိုက်ပါမယ်အဆုံးထိမကွေးပဲကော်လေးနဲ့တစ်ဖြတ်ကပ်ပြီးတော့နောက်ဆုံးကြံခဲ့တဲ့အချောင်းလေးကိုအလဲကိုပြန်ပြီးတော့ကွေးလိုက်ပါမယ်။ကဲကွေးလို့ပြီးသွားရင်တော့ကော်ကပ်ပါတော့မယ်ရှင်။ပွင့်ဖက်လေးတွေကိုအဝိုင်းလေးမှာစနစ်တကျလိုက်ကပ်ပါမယ်။ကပ်တဲ့အခါမှာလည်းပြောင်းတော့မကပ်ဖဲနဲ့၄ခုကိုအရင်ဆုံးကပ်ပါမယ်။အကွာအဝေးညီတူညီများ၄ခုကိုအရင်ဆုံးကပ်ပါမယ်ပြီးရင်တော့ဟနေတဲ့နေရာလေးကနေနောက်ထပ်၄ခုထပ်ပြီးတော့ကပ်ပါမယ်တစ်ခုပေါ်တစ်ခုထပ်ပြီးတော့ကပ်ပေးပါနော်ပြီးရင်တော့နောက်ထပ်ဟနေတဲ့နေရာလေးကနေပဲကျန်နေတဲ့ပွင့်ဖက်လေးတွေကိုထပ်ပြီးတော့ကပ်ပါမယ်ရှေ့ကဟနေတဲ့ပွင့်ဖက်လေးနှစ်ခုရဲ့ကြားကနေပဲထပ်ပြီးတော့ကပ်ပါမယ်ပွင့်ဖက်လေးတွေကပ်တဲ့အခါမှာအထူးသတိပြုရမှာကတစ်ခုပေါ်တစ်ခုအညီအမျှမထပ်ပဲဟနေတဲ့နေရာလေးတွေကနေလိုက်ပြီးတော့ထည့်ပေးရမှာပါကဲဒါဆိုရင်တော့ပန်းပွင့်လေးတစ်ခုတော့ရပါပြီအလဲကလည်းမွန်ရောင်လေးရဖို့အတွက်ကတော့ကာချေဘူးလေးကိုဘက်ကလင်နာချောင်းလေးနဲ့ပဲလိုက်ချေလိုက်လို့ရပါတယ်အဲဆိုပန်းလေးကပို့ပြီးတော့ကြွသွားတာပေါ့နော်တရွက်လေးလောက်ပါမယ်တရွက်လေးကလည်းခုနကပွင့်ဖက်လောက်တဲ့နေတိုင်းပဲအလဲကတစ်ဖြတ်ခောက်မယ်ဘေးနှစ်ဖက်ကညီတူညီများခောက်ပြီးတော့တရွက်ကလေးလောက်ပါမယ်ခောက်နီးလေးတွေအားလုံးကအတူတူပါပဲအယောင်လေးပဲကွဲသွားတာပါတရွက်ကလေးကို9ခုလောက်ပါမယ်နော်တရွက်ကလေးလောက်တဲ့အခါမှာလည်းတရွက်ကလေးကိုထိတ်ကလေးချွန်ချွန်လေးနဲ့တရွက်ပုံစံပေါ်အောင်လက်ကလေးနဲ့လိုက်ညှိပါမယ်ကဲရသွားရင်တော့9ခုပြီးသွားရင်တော့ကော်လေးနဲ့ပန်းပွင့်လေးရဲ့အောက်ခြေကနေလိုက်ပြီးတော့ကပ်ပါမယ်တရွက်ကလေးတွေကပ်တဲ့အခါမှာခုံခုံလေးကပ်ပေးပါနော်ပြီးရင်တော့ရိုးတံလေးကိုခေါ်တုပ်ပြီးတော့ပန်းရိုးတံလေးလုပ်ပါမယ်ရှင်ပြီးရင်တော့တိတ်ဆိန်လေးနဲ့ပတ်ပြီးတရွက်ကလေးတွေကို5 cm လောက်မှထည့်ပါမယ်။အောက်ကတရွက်လုံနီလေးကိုတော့နောက်ဗီဒီယိုမှာပြန်ပြီးတော့တင်ပေးပါမယ်နော်။အသက်တင်ပေးတဲ့ဗီဒီယိုလေးတွေကိုသဘောကျရဆိုရင်အသေးလေးတော့ပေးခဲ့ပြီနော်။ဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်။